နှစ်ခုရှင်လာလို့တစ်ခုကိုပိုကြိုက်တယ်ဆိုရင်ဘယ်လိုပြောကြမလဲဒါဆိုရင်တော့ I would rather ဆိုတဲ့ pattern လေးနဲ့မိတ်ဆက်ပေးပါရစေ I would rather နှစ်ခုရှင်လာလို့တစ်ခုကိုရွေးမယ်ဆိုလို့ရှိရင်ဒီ pattern ကိုသုံးနိုင်ပါတယ် I would အစားအတော်ကောင်း I'd ဒီလိုပြောလိုက်ရပါတယ်ဒီမှာအခြေအနေနှမျိုးရှိပါတယ် verb မှာလည်းရလိုက်လို့ရသလို I would rather plus verb plus than plus verb ဆိုပြီးတော့ option နှစ်ခုလုံးထည့်ရေးတဲ့အခြေအနေနဲ့လည်းသုံးလို့ရပါတယ်ဒါဆိုရင်နမူနာစာကြောင်းလေးတွေရေးကြည့်ကြရအောင်နော် coffee ထက်လက်ဖက်ရည်တောက်ရတာပိုကြိုက်တယ်ဒါဆိုလို့ရှိရင် verb ကိုရှာပါမယ် verb ကတောက်ရတာပါဒါဒီ verb ပါဒါဆိုရင်ပိုကြိုက်တယ်ပိုကောင်းတယ်ဖြစ်တဲ့အကြောင်း I'd rather တောက်တာက drink ပါဘာကိုပိုကြိုက်တာလဲဆိုရင်လက်ဖက်ရည်ကိုပိုကြိုက်တာဖြစ်တဲ့ကြောင့် I'd rather နောက်မှာ tea ကထည့်ပြီးတော့သုံးပါမယ် I'd rather drink tea than coffee နောက်တစ်ခုကတော့စာလုံးရတာထက်အိပ်ရတာပိုကောင်းတယ်ဒါဆိုရင်သူ့မှာနှစ်ခုရှိတယ်စာလုံးတာနဲ့အိပ်တာနဲ့အဲ့ဒါမှာသူကအိပ်တဲ့ option ကိုရွေးတာသူကပိုကြိုက်တယ်လို့ပြောတာပါဒါဆိုရင်ဒီမှာ verb ကစာလုံးတာရှိသလိုအိပ်တာကလည်း verb ပါပဲဒါဆိုရင် I'd rather သူပိုကြိုက်တဲ့ဟာကို I'd rather နောက်ကရှိပါမယ်အိပ်ကြတာပိုကြိုက်တဲ့အတွက်ကြောင့် sleep သူ့ရဲ့ pattern ဖြစ်တဲ့ than ကိုထည့်ပါမယ်စာလုံးရတာက study I'd rather sleep than study ဒါဆိုရင်နောက်ဆုံးစာကြောင်းအနေနဲ့အပြင်ထွက်မဲ့အစားအိမ်မှာပဲနေလိုက်မယ်ပြင်ထွက်တယ်အိမ်မှာနေတယ်ဒီရွေးချက်စရာနှစ်ခုတွေကသူကအိမ်မှာနေတဲ့ဟာကိုရွှေ့မှာပါဒါဆိုရင် I'd rather သုံးပြီးတော့ဘယ်လိုရေးမလဲအရင်ဆုံး verb ကိုရှာပါမယ်အပြင်ထွက်တာ verb ပါအိမ်မှာပဲနေတာလည်း verb ပါဒါဆိုရင် I'd rather နဲ့သုံးပါမယ် I'd rather သူပိုကြိုက်တာကအိမ်မှာနေတာကိုကြိုက်တာပါဒါဆိုရင်တော့ stay home I'd rather stay home ဒုတိယ pattern ကိုသုံးပါမယ်နှစ်ခုရှင်တာဖြစ်တဲ့ကြောင့် then အပြင်ထွက်တာက go out I'd rather stay home than go out ဒါဆိုရင်ဘယ်အချိန်မှာပထမဆုံး pattern ကိုသုံးပါလဲဘယ်အချိန်မှာဒုတိယ pattern ကိုသုံးပါလဲဥပမာအနေနဲ့ I'd rather go this way ငါဒီလမ်းတိုင်းသွားလိုက်မယ် option တစ်ခုထဲမှာသူကပိုကြိုက်တဲ့ option တစ်ခုကိုပဲပြောထားတာပါ I'd rather go this way ဒါမှမဟုတ်ရင်ဒီဒုတိယ pattern ထဲမှာထည့်ပြီးပြောမယ်ဆိုရင်တော့ I'd rather go this way than follow her သူ့နောက်ကိုလိုက်မဲ့စားငါဒီလမ်းကပဲသွားလိုက်မယ်ပိုကြိုက်တာကိုထည့်ပြောချင်တယ်ဆိုလို့ရှိရင်နှစ်ခုကိုရှင်းပြောချင်တယ်ဆိုရင် than ပါတဲ့ pattern ကိုသုံးပြီးတော့တစ်ခုတည်းကိုပဲအားစိုက်ပြီးတော့ပြောချင်တယ်ဆိုရင်တော့ than မပါပဲ I'd rather verb ကိုသုံးပြီးတော့သုံးနိုင်ပါတယ်ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးကအကျိုးရှိသွားမယ်လို့ထင်ပါတယ်ဒီလိုမျိုးအကျိုးရှိတဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ like and share လေးလုပ်သွားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်